အားလုံးမင်္ဂလာပါဒီတစ်ခါတော့ကျွန်တော် Windows computer တွေကို upgrade ဘယ်လိုလုပ်လဲပြီးတော့ Windows ကို install ဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်ဒီတော်လေးပြပြပေးမှာဖြစ်ပါတယ်အဲ့ဒီဗီဒီယိုမှာကိုကျွန်တော်ဒီ Windows update လုပ်တာကြောင့်တော့ဒီ Windows Vista နဲ့ပြီးတော့ Windows 7 ကို update လုပ်တာတော့မျိုးအဲ့ဒီကိုကြိုင်းနေတဲ့ Windows ကိုဒီ upgrade လုပ်တာပေါ့နော် install လုပ်မယ်ဆိုရင်ဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်တစ်ဆင့်ချင်းစီကိုကျွန်တော်ပြပြပေးမှာဖြစ်ပါတယ်ပထမဆုံးအနေဖြင့်ကျွန်တော်မှာအရင် software အရင်စီဖို့လိုတာပေါ့နော် Windows 7 ဆိုရင် Windows 7 Windows Vista ဆိုရင် Windows Vista Windows XP ဆိုရင် Windows XP ကျွန်တော်လုပ်ချင်တဲ့ဒီ Windows operating system software ကိုကျွန်တော်အရင်စီဖို့လိုပါတယ်တော်များများဖြစ်ကျွန်တော်အသုံးပြုရကြတော့ဒီ Windows software ဒီ DVD နဲ့အသုံးပြုတာပေါ့နော်ဒါမှမဟုတ်ကျွန်တော်ဒီ USB drive နဲ့ USB drive ကိုအသုံးပြုပြီးတော့လည်းအသုံးပြုလို့ရပါတယ်အဲ့ဒီက copy ထားလိုက်ပါဟိုလုပ်ချင်ရဆိုရင်ကျွန်တော်မလုပ်ခင်အရင်ကျွန်တော်ဘာလုပ်မလဲဆိုတော့ကျွန်တော် computer ကို backup ကျွန်တော်အရင်စီးတဲ့ computer system ကို recovery သူမဟုတ်ဒီ backup လုပ်ထားလိုက်ပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်လုပ်တဲ့အချိန်မှာတခုမအောင်မြင်လို့တခုချော်ရွေ့ခဲ့လို့ရှိရင်ကျွန်တော်အရင် system ကိုပြန်လို့ရှိရင်တော့ကျွန်တော်ဒီခုနဒီ backup လုပ်ထားတဲ့ဒီ recovery လုပ်ထားတဲ့ဟာကိုပြန်ထည့်ပြီးတော့ကျွန်တော်အရင် computer ပြန်တုပ်ပြလို့ရပါတယ်အဲ့ဒီဟာအတွင်းကိုကျွန်တော်ဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်အခြားဗီဒီယိုနဲ့ပြပေးထားပြီးဖြစ်ပါတယ်အဲ့ဆိုတော့အဲ့ဒီဗီဒီယိုမှာကြည့်လိုက်ပါဘယ်လိုလုပ်လဲဆိုတော့အခုကျွန်တော် backup လုပ်ကျွန်တော်အရင် system ကို backup လုပ်ပြီးတာနဲ့ကျွန်တော်ဒီမှာကိုကျွန်တော်ဒီ software ကိုကျွန်တော် computer ထည့်ထားလိုက်ပါတော့ထည့်ပြီးတာနဲ့ကျွန်တော်အဲ့ဒီဟာကို open လုပ်ပါ open လုပ်ပြီးတာနဲ့ကျွန်တော်ပထမဆုံးတွေ့ရမှာကြတော့ဘာလဲဆိုတော့ဒီ screen ကိုတွေ့ရလိမ့်မယ်အဲ့ဒီ screen မှာကိုကျွန်တော် Windows 7 ဆိုရင်ကျွန်တော် Windows 7 ကိုနော်ကျွန်တော် Windows 7 ကိုကျွန်တော်ထည့်မှာပါပြန်နေကျွန်တော်ပထမဆုံး screen မှာကို English ဆိုရင်အဲ့ဒီမှာကို English ဆိုတာကိုထည့်ပါသူဒီထဲမှာပါတဲ့ type ကိုထည့်ပါပြီးတော့ねကျွန်တော် next ဆိုတာကိုသွားပါဒီအစင်းကိုရောက်လာလို့ရှိရင်ကျွန်တော်ဒီမှာကြာတော့အချိန်လေးတော့နည်းနည်းပေးရလိမ့်မယ်ကျွန်တော်ထင်တယ်အများအပြည့်အဲ့ဒီမှာချိန်ကြာတော့အနည်းဆုံးတော့မိနစ်45မိနစ်အောင်ကြာတယ်မိနစ်30 45မိနစ်အချို့တစ်ခါတည်းကြာတော့တနာကြီးနည်းနည်းလောက်ဖြစ်ဖြစ်မှာပေါ့နော်အဲ့ကြောင့်အဲ့ဒီမှာကိုကျွန်တော်အချိန်လေးတော့နည်းနည်းပြနိုင်ဖို့လိုတယ်ပြီးတာနဲ့ကျွန်တော်တစ်ဆင့်ချင်းစီကိုဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်ပြပေးမှဖြစ်ပါတယ်အဲ့ဒီမှာကိုအဲ့ဒီကပြည့်တဲ့အထိကိုစောင့်ကြည့်အောင်အဲ့ဒီ window ကိုကျွန်တော် install လုပ်နေတယ်ဆိုရင်ကျွန်တော်ဘာမှလုပ်စရာမလိုဘူးပေါ့နော်သူတစ်ဆင့်ချင်းစီသူreboot လုပ်လိုက်မယ်ပြီးတော့ reboot ကြတော့ပိတ်လိုက်ဖွင့်လိုက်လုပ်တာပါပေါ့နော်အဲ့ဆိုကျွန်တော်ကဒီမှာထိုင်ပြီးတော့စောင်းနေရောပဲကျွန်တော်ဒီအနောက်ဆုံးခြေရောက်သွားလို့ရှိရင်တော့ကျွန်တော်ပြီးသွားလို့ရှိရင်ကျွန်တော်ဒီမှာကိုကျွန်တော်လောက်အောင်မှာဖြစ်ပါတယ်အဲ့ဒီဟာကိုကျွန်တော်လာလိုက်မှာဖြစ်ပါတယ်အဲ့မှာလာလို့ရှိရင်ကျွန်တော်ပြပေးမယ်ဘယ်လိုလုပ်လဲဆိုတော့အဲ့ဒီအစင်းလေးမှာကျွန်တော်သူပဲလုပ်လိုက်မယ်ကျွန်တော်ဘာမှတော့လုပ်စရာမလိုပါဘူးအဲ့ဒီမှာကိုကျွန်တော်ထိုင်ပြီးတော့ကြည့်နေရပါပဲinstall ဖြစ်သွားပြီဆိုရင်ကျွန်တော်ဒီအဆင့်ကိုရောက်လာလို့ရှိရင်ကျွန်တော်ဒီမှာကို Windows System ပြောလိုက်မယ်ကျွန်တော်မှာကျွန်တော် Windows 7 Ultimate ပေါ့နော်ပြောနေကျွန်တော်ဒီမှာကို account လုပ်ခိုင်းလိုက်မယ်ကျွန်တော်ဒီ Windows အတွက်ကိုသူ account လုပ်ခိုင်းလိုက်မယ်အဲ့ဒီမှာကိုကျွန်တော်ရဲ့ Windows account ဒီနာမည်ပေါ့နော် user name တဲတဲ့ဟာကိုတခုပေးလိုက်လို့ရပါတယ်ကျွန်တော်မှာကျွန်တော်ဒီ NCK ဆိုတာကိုကျွန်တော်လုပ်လိုက်ပါမယ်အဲ့ဒီမှာကိုပေးချင်တဲ့နာမည်ကိုပေးပါ Okay ပြီးရတဲ့ next ဆိုတာကိုသွားပါ next ဆိုတာတော့ပြီးရတယ်ကျွန်တော်ဒီမှာကိုသူ password လောက်ခိုင်းလိုက်မယ်ကျွန်တော် computer မှာကို password လောက်ချင်တော့ကျွန်တော် password ကိုထည့်လို့ရပါတယ်ဒါမှ password မလုပ်ချင်ဘူးဆိုရင်ကျွန်တော် skip လုပ်လို့ရပါတယ်အဲ့မှာကိုကျွန်တော်တကယ်မလုပ်ချင်ဘူးဆိုရင် next ဆိုတဲ့နေရာမှာသွားလိုက်ပါပြီးရတယ်ဒီမှာကိုကျွန်တော် option 3ခုရှိလိုက်မယ် use recommended series ဆိုတဲ့တခုရယ်ပြီးတော့ install important update only တခုရယ်ပြီးတော့ ask me later ဆိုတဲ့တခုရယ်ပေါ့နော်ကျွန်တော်အဲ့ဒီဟာ3ခုပါကွာချမှုရှိရဲဆိုတော့use recommended series ကြတော့ကျွန်တော်ဒီလိုအပ်တဲ့ update တွေကိုလုံးသူ install လုပ်ခိုင်းတာပါဒီကဒုတိယတစ်ခုကြတော့ကျွန်တော်အရေးကြီးတဲ့ဟိုဟာတွေပဲ program တွေပဲသူ install လုပ်တာပါဒီဟာတစ်ခုကြတော့ဘာမှ install မလုပ်ဘူးပေါ့နော်နောက်မှသူကိုနောက်မှလုံးမယ်ဆိုတဲ့သဘောပြောတာပါအဲ့ဆိုတော့ကျွန်တော်လောမှကြတော့အဲ့တော့ကိုရွေးလို့ရပါတယ်တကယ်တော့အချိန်အများမပေးနိုင်ဘူးဆို internet မရှိဘူးဆိုရင်ကျွန်တော် ask me later ဆိုရလို့ပါ internet ရှိတယ်ကျွန်တော်အချိန်နဲ့ပေးနိုင်တယ်ဆိုရင်တော့ဒီဟာကိုလို့ပါ install important update only ဆိုတဲ့ဟာကိုလို့ပါဒါမှမဟုတ်ကျွန်တော်အချိန်အများကြီးပေးနိုင်တဲ့ internet လည်းရှိတယ်ဆိုရင်
recommended series ဆိုတော့သွားပါကျွန်တော်မှကြတော့ဒီအရေးကြီးတဲ့ဟာပဲတစ်ခုလုံးမဲ့ဆိုရင်ကျွန်တော်ဒီ install import update only ဆိုတဲ့ဟာကိုဝင်နေလိုက်ပါပြီးတော့လည်းကျွန်တော်ဒီမှာကို Windows is finalizing your series ဆိုတာသူပြောလဲအဲ့ဒီမှာကျွန်တော်ခဏလေးတော့စောင့်လိုက်မယ်ဒီမှာကိုခဏလေးတော့စောင့်အောင်မယ် Okay ပြီးသွားလို့ရှိရင်ကျွန်တော်ဒီမှာကို welcome screen လာပြီးတော့ကျွန်တော်ဒီကျွန်တော်ရဲ့ operating system ဒီ Windows ကကျွန်တော်အတွက်တုပ်ပြလို့ရမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဒီမှာကိုကျွန်တော်ကြည့်အောင် Okay ပြီးရတယ်သူဒီ Windows ကိုဒီ operating system ကိုအဲဒီ system ကိုသူပြန်ပြီးတော့ reboot ပြန်လုပ်လိုက်မယ် reboot ကြတော့သူပြန်ဖွင့်လိုက်မှာပေါ့နော်အဲ့ဒီမှာကိုကျွန်တော်ဒီဟာကျွန်တော်စောင်းပြီးတော့ကြီးနေရပါပဲကျွန်တော်ဘာမှလုပ်စရာမလိုပါဘူးဒီမှာကိုအခြေခဏလေးပြီးပြီးတော့စောင်းကြည့်နေပါOkay ကျွန်တော်ဒီ computer reboot ဖြစ်သွားလို့ရှိရင်ကျွန်တော်ဒီ system ကကျွန်တော်ဒီ computer ထဲရောက်သွားပြီဆိုတော့ကျွန်တော်ဒီ Amazon နဲ့ပြီးဆိုသွားပြီပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ဘာမှအမှားရင်းမရှိပဲနဲ့ဒီဟာကို install လုပ်လိုက်လို့ရပြီဖြစ်ပါတယ်အဲဆိုတော့ကျွန်တော် computer system ကျွန်တော်ဒီမှာဆိုရင်ကျွန်တော်ရဲ့ Windows 7 ဖြစ်သွားတာเนาะတကယ်တော့ပြန်ကြီးချေဆိုရင်ကျွန်တော်ဒီမှာပြန်ကြည့်လို့ရပါတယ်ဒီ my computer မှာသွားပြီးတော့ properties ဆိုတဲ့နေရာမှာနေရာနဲ့your system ပါလဲဆိုတော့ပြန်ကြည့်လို့ရပါတယ်ဒီမှာဆိုရင် Windows 7 Ultimate ဆိုတာပေါ့နော်အဲ့ဒီဆိုတော့ Joy system မှာတော့ကျွန်တော်အဲ့ဒီ window ကိုကျွန်တော်ထည့်လိုက်လို့ရသွားပြီပေါ့နော်အဲ့ဆိုတော့အခြားလူတွေတင်းမှာလည်းအဲ့ဒီ system ကိုထည့်လို့အောင်မြင်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်တကယ်အဲ့ဒီကကျွန်တော်ဘာမှတော့မခင်းပါဘူးကျွန်တော်တို့ဒီသူပြောထားတဲ့အတိုင်းအစစ်ချင်းစီသွားလိုက်လို့ရှိရင်သူကသူ auto သွားလိုက်မယ်ဒီမှာကိုလောမှာအနေချင်းပါပဲအဲ့ဆိုတော့အားလုံးလည်းစစ်ပြေမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်တကယ်လို့တနေ့မရဘူးဆိုတော့ကျွန်တော်ပြန်မေးလို့ရပါတယ်ကျွန်တော်တက်နိုင်တော့ပြန်ဖြစ်ပေးမှာဖြစ်ပါတယ်အဲ့မှာဆိုရင်ကျွန်တော် system မှာဆိုရင်ကျွန်တော် Windows 7 ကိုကျွန်တော် run လို့ရပြီနော်ပြီးတော့ဒီအဲ့ဒီနေ့ကကျွန်တော်ဘာနဲ့လုံးနေလဲဆိုတော့အခုစီရင်ကျွန်တော်ဒီမှာကိုဒီ VMware ဆိုတဲ့ software ကိုကျွန်တော်အသုံးပြုပြီးလုံးနေပါတယ်ဒီမှာဆိုရင်ကျွန်တော် computer နှလုံး run နေတာပေါ့နော် computer တစ်လုံးထဲမှာကို computer နှလုံး run နေတာပါအဲ့ဒီကဘလို့လုံးတဲ့ဆိုတော့ကိုကျွန်တော်အခြားဗီဒီယိုနဲ့ပြောပြမှာဖြစ်ပါတယ်အဲ့ဒီ VMware ဆိုတဲ့program ကိုအသုံးပြုတော့ကျွန်တော်ဒီ system တစ်ခုကိုကျွန်တော် system တစ်ခုမကားပါဘူးကျွန်တော် system တွေအများကြီးဘလို့အသုံးပြုလို့ရလဲဆိုတော့ကိုကျွန်တော်အခြားဗီဒီယိုနဲ့ဘလို့ပြောပြမှာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်ဒီ system မှာဆိုရင်ကျွန်တော် Windows 8ပါဒီကကျတော့ကျွန်တော် Windows 8ပါကျွန်တော်လက်တွေ့ပြောင်းမှာဖြစ်ပါတယ်အဲ့မှာဆိုရင်ကျွန်တော် Windows 8ပေါ့နော်ဒီမှာဆိုရင်ကျွန်တော် Windows 8ဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော် Windows 7ပါအခုန install လုပ်တဲ့ဒီ Windows 7ပေါ့နော်အဲ့ဆိုတော့ကျွန်တော် system တစ်ခုကို computer တစ်လုံးထဲမှာ run နေတာပေါ့နော်အဲ့ဒီကဘယ်လို run လဲဆိုတော့ကိုကျွန်တော်အခြားဗီဒီယိုနဲ့ပြပေးမယ်အဲ့ဒီဗီဒီယိုမှာကျွန်တော်ဒီ Windows ကို update ဘယ်လိုလုပ်ပြီးတော့ install လုပ်ရဲဆိုတော့ကိုကျွန်တော်ပြပေးတော့ပါအဲ့ဆိုတော့အားလုံးအောင်မြင်ပြီးတော့အဆင်ပြေမယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်အဲ့ဆိုတော့ hello good luck bye bye